ဒီချောင်လေးရလေဘာအမျိုးအစားလေးလည်းမသိဘူးနော်ညီမသူ့ကိုပြုစုဖို့နီးတွေပေါ့နော်ရှာတော့ကြောင်မျိုးစားလေးသိရင်ပိုကောင်းတယ်ညီမကလည်းကြောင်တစ်ခါမမွေးဘူးလေသူကလည်းဘယ်လိုပြောမလဲဒီလိုပဲကိုစီကိုရောက်လာခဲ့တယ်ဆိုတော့မွေးဖို့အတွက်ဆိုတော့အဲ့လိုပေါ့လိုအပ်တာလေးတွေပေါ့နော်ဘာလေးတွေလုပ်ပေးရမလဲပေါ့ဘယ်လိုအမျိုးအစားဆိုဘာလေးတွေလဲပေါ့နော်အဲ့ဒါလေးပြောပြပေးပါအောင်သူ့အမျိုးအစားလေးတကယ်ရှာတာမတွေ့ဘူးပေါ့နော် Google မှာလည်းခောက်ရှာကြည့်သေးတယ်ကြောင်တွေတခြားကြောင်တွေအများကြီးတော့တွေ့တယ်အေးကြိုက်သူ့အမျိုးအစားတော့မတွေ့ဘူးဆိုတော့ပေါ့နော်သူ့အမျိုးအစားလေးသိရရင်ကောင်းမယ်ပေါ့နော်ဘာလို့ဆိုတော့ line ပေါ်မှာကြောင်ချစ်တတ်တဲ့သူတွေကြတော့တည်တည်ချာချာလေးခွဲတတ်မယ်ပေါ့နော်ဘာကြောင်လေးလဲအဲ့လိုအဆက်လေးလားအဲ့လိုမျိုးလေးပေါ့နော်သူကတော့တဖြည်းဖြည်းနဲ့လမ်းလာပြီလို့မနေ့ကစေကန်းသွားတယ်နော်အိုးချစ်စရာလေးမို့ချစ်ရေချစ်စရာလေးစေကန်းသွားတယ်လို့နေမကောင်းဖြစ်တယ်ဒီနေ့တော့တော်တော်ကိုလမ်းပြီးတအားဆော့နေပါတယ်လို့ပြောလိုက်အောင်နော်ဘာကြောင်လေးလဲတော့မသိဘူးရှာနေတုံးပဲတီးတဲ့လူတွေရှရင်ပြပြပေးပါအောင်လို့မလေးကီအော်ချစ်စရာလေးအော်ချစ်စရာလေး